ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2026ဇွန်လ22ရက်နေ့ကနေ30ရက်နေ့အတော်အတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးပဲအကျိုးပေးမယ်ငွေကြေးကံကောင်းမယ်ခရီးကံကောင်းမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေအကျိုးပေးမယ်မိသားစုကျန်းမာရေးအတွက်နိုင်ငံစိတ်ပင်ပန်းလူပင်ပန်းဖြစ်ချန်ကာအခန့်အလဲလှယ်ပြောင်းတဲ့ကိစ္စတွေနဲ့ကိုယ့်အတွက်ငွေဝင်သောလမ်းကြောင်းလေးတွေပေါ်ပေါက်တတ်တယ်ပစ္စည်းပြောက်တတ်တာကိုနည်းနည်းဂရုစိုက်ရမယ်ဥတီချက်ရည်ရွယ်ချက်မထားဘဲသွားလိုက်တဲ့ခီးရနေထူးခြားတဲ့အကျိုးဆက်တစ်ခုကိုရလာနိုင်မယ်ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်22ရက်နေ့မှာခေါင်းစည်းကောင်းလျှော်ရက်ကောင်းဖြစ်တယ်ကိုယ့်အတွက်လည်းအရာရာဆင်ပြေတဲ့ကံလေးရှိလာမယ်23ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်24ရက်နေ့မှာခရီးကံကောင်းမယ်အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကနေကောင်းသောအကျိုးဆက်ကိုရရှိမယ်25ရက်နေ့မှာရန်တိုက်ခံနေနဲ့ရှင်ပြီးလုပ်မယ်အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်26ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းကံသာကံမြင့်ကံကောင်းခြင်းတွေကိုကြုံမယ်ငွေကြေးကံကောင်းမယ်29ရက်နေ့မှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေ့တတ်တဲ့အသေးစားထိခိုက်မှုအနေနဲ့ယူဆရမယ်28ရက်နေ့ထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုကိုကြုံမယ်29ရက်နေ့ကလက်လာပါကံကောင်းခြင်းလိုရာပြည့်စုံခြင်းရှိမယ်အဲ့ဒီနေ့ကပထမဝါဆိုလပြည့်နေ့တနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားကဏ္ဍတို့ကိုရွတ်ဖတ်ခြင်းနာယူခြင်းဓမ္မဒါနပြုခြင်းများဆောင်ရွက်ပါထူးခြားတဲ့ကံရမယ်30ရက်နေ့ကရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးတတ်တယ်အဲ့ဒီနေ့မှာမတော်တဆနေကျူးဆက်ရမယ်ရှင်းမြောက်ရက်ကိုသွားစရာနေတွေဖြစ်တတ်တယ်အနေနဲ့လွှမ်းမိုးချိန်ကတော့မနေ့4နိုင်ခွဲနဲ့6နိုင်ကြားညနေ4နိုင်ခွဲနဲ့6နိုင်ကြားကာလတွေဖြစ်ကြပါတယ်ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတနင်္လာမွေးသူများကြောင့်စိတ်နှောက်ယှက်တွေဖြစ်တတ်ပါတယ်နှစ်ခုကိုကနန်းနေအကျိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာတွေရစေရန်တို့ကမကြာခဏဆိုသလိုအရှိနေထွက်ရက်ကိုမျက်နှာမူပြီးတော့စံတဆုပ်မြေမှာကျဲပက်ပြီးတော့ကြက်ငှက်တ attva တို့ကိုအစာကျွေးသောကုသိုလ်ကောင်းမှုပြုပေးပါကျေးဇူးတင်ပါတယ်